Okay, default လေကတော့အခုတလောဘန်ကောက်မြို့မှာ hot ဖြစ်နေတဲ့ Doing Buffet ပွဲတော်ကိုဗနီသွားစားထားလေးပဲဖြစ်ပါတယ်။အပွဲမှာကျွေးသမျှဟာတွေကိုအကုန်လုံးသွားတဲ့ပြည့်အမုန်းကြိတ်မယ်ဆိုပြီးတော့ခဲထားပြီးတော့သွားစားခဲ့ပေါ့နော်။ဒါပေမဲ့နောက်ဆုံးမှဘယ်လိုဖြစ်သွားမလဲဆိုတော့ vlog လေးကိုဆုံးဖြတ်ကြည့်ပေးကြနော်။รูปของเราเนี่ยบอกเลยว่าสวย စားတယ် อีกรอบได้ไหมอีกรอบได้ไหมสามารถถ่ายได้หลาย ไม่อยู่เต้นเลยစားတယ်စားတယ်လို့အောင်လေးမင်္ဂလာပါဗနီဖူရီဖူကိုကနေပြီးပြန်လဲပြီးကြိုဆိုလိုက်ပါတယ်ဗောနော်အခုမှပြန်ပြီးတွေ့ကြရမယ်ဗောနော်ဗနီနဲ့ပျောက်နေရကြပြီဆိုတော့အခုမှဗနီရဲ့ favorite ဖြစ်တဲ့ Doing the Buffet လာစားမှာဗောနော်ဒါတော့ Doing the Buffet မှာတော့အမျိုးအစား၃မျိုးရှိ699ရယ်1099ရယ်1399ရယ်ဆိုပြီးဗောနော်ဗနီတော့ကျတော့699တောင်မှ discount နဲ့499ဘတ်နဲ့စားမှာဗောနော် Buffet ထဲမှာဆိုရင် Doing the အပြင်အဲ့ရဲ့ side dish တွေဖြစ်တဲ့ရေခဲချောင်းတွေပြီးတော့အသီးမင်းကွတ်တီကျမတီပြီးတော့မချမှုလေးပါဗောနော်ရေတက်လည်းပါတယ်အုံးရည်လည်းပါတယ်ဆိုတော့ရှယ်ကြည့်ပြကြပါတော့။လုံးဝဆက်စားခြင်းကတော့လုံးဝမူအပြည့်ပျော်ပျော်ရွှင်ရွှင်နဲ့ရှယ်စားနေတယ်ပေါ့နော်။ไม่อิสระเลยจ้ะอยากจะถึงจานที่แบบว่ามีเปลือกทุเรียนที่เราทานวันนี้เอามาโชว์นะคะว่าเราทานได้เยอะขนาดไหนเนี่ยก็ทำได้นะคะ ပြရတဲ့ဈေးနဲ့စားရတာတော်တော်လေးတော့တန်နေပေါ့နော်။ဒါပေမဲ့အစင်းစားထားတော့အများကြီးစားမယ်လို့ထားတယ်။ခဏလေးနဲ့အေးမြန်နေပေါ့နော်ဒီဟာလေးကစားလို့တော့အဆင်ပြေပါတယ်စားလို့ကောင်းတယ်ပေါ့နော်။တုံးတုံးလည်းကြည့်တယ်တော့အကြီး heavy กว่าမွန်ထောင်းရယ်ဒီဘက်ကဖုန်မနီးရယ်ပေါ့နော်။နှစ်မျိုးဒီ699ဘတ်တက်မှာဆိုရင်စားရနဲ့ပေးရတဲ့ဈေးနဲ့တော့တော်တော်လေးကိုတန်တယ်ပေါ့နော်။ဘာလို့ဆိုတော့ဘယ်နည်းအပြစ်မှဝယ်စားနေမှာအဲ့လိုအမွာတမွာကြီးကို200 300ပေးရတာပေါ့နော်။ဒီမှာကျတော့ဘယ်နည်း discount နဲ့ဆိုရင်499ဘတ်ထဲကိုဂျာမင်းကိုတီလည်းပါတယ်။ကျမတီလည်းပါတယ်။အုံးတီလည်းပါဆိုတော့တော်တော်လေးကိုတန်တယ်လို့ပြောလို့ရပါပေါ့နော်။အဲဒီမှာကိုကအတီးတော်ရဲခါကြရင်နည်းနည်းလေးပြောတဲ့ဟာလေးရွေးတော့ပိုစားကောင်းတယ်ပေါ့နော်။အဲ့တော့မှနည်းနည်းလေးမာသွားရဲဆိုရင်အရသာအချူပို့တော်တော်လေးပေါ့သွားပြီးတော့နေဖို့ကိုကြိုက်ရသူဖြစ်သွားတာပေါ့နော်တိတ်စားမကောင်းတော့အခါကျရွေးရခါကျရင်လည်းတိတ်ချရွေးတတ်ဖို့လိုတယ်ပေါ့နော်ဒါမှမဟုတ်လည်းသွားရွေးတဲ့နေရာမှာအဲ့ရလူတွေကိုနည်းနည်းပြော့ရလေးလိုချင်တယ်လို့ပြောရင်သူတို့ရွေးပေးရပေါ့နော်အဲ့လိုလည်းရှိပါတယ်ဒါတော့အမွာအကြီး2မွာ3မွာလောက်စားပြီးတော့ဖြစ်လာတဲ့မျက်နှာအနေထားပေါ့နော်เวลาดาวน์โหลดรูปนะคะใช้เป็นกล้องนะคะเป็นคาเมล่าดาวน์โหลดถ้าในไลน์เนี่ยมันจะต้องไปเปิดเบราว์เซอร์ใช้เป็นกล้องนะคะกล้องถ่ายรูปปกติเลยนะคะสแกนได้เลยจ้ะ เวลา รูปของเราเนี่ยบอกเลยว่าสวยมากลูกค้าหลายท่านมาถ่ายแล้วนะคะก็ขอเป็นแบบว่า စားတယ် อีกรอบได้ไหมอีกรอบได้ไหมสามารถถ่ายได้หลายรูปเลย စားရအိသွားပြီဆိုရင်မှအုံးကြီးမင်းကိုတီချက်မောက်တီလည်းယူစားလို့ရတယ်ပေါ့နော်အဲ့ဒီကနည်းနည်းလေးအေးပြေးသွားတော့အဲ့ဒီစားရင်ရေခဲချောင်းလေးရှိရယ်ရေလေးရှိရပေါ့နော်ပြန်ထပ်တနည်းထပ်စားနိုင်တယ်ပေါ့နော်နည်းနည်းပေါ့ကြံသေးဆို2မျိုးဆိုတော့ဒီနေ့ခွန်းအောင်ငါတို့မူမကောင်းတော့ညလုံးတွေကိုကြည့်ရတယ်သိတာလေဒါပေမဲ့စိတ်ကူးထားတာနဲ့စားလိုက်ရအနေနဲ့တိတ်ပြီးတော့မမြဘူးเนาะမင်းတော့အများကြီးစားမယ်လို့လုပ်ထားတယ်မဲ့အဲ့အမွာကြီး3-4မွာလောက်ပဲစားနိုင်တယ်ပေါ့နော်အများကြီးမစားနိုင်ဘူးဖိုက်တဲ့တင်းပြီးအီသွားပေါ့နော်ဒါဘယ်နည်း2ယောက်စားတဲ့အနေထားပေါ့နော်
မင်းကုတီနဲ့တော်တန်နေပေါ့နော်ဆိုတော့အလုံးကြီးကြီးနဲ့လုံးတိုင်းကိုတန့်ပြီးတော့ကောင်းပြီးချိုးနေရပါတယ်။အုံးရီကကြတော့လေမီးဖုတ်ထားတဲ့အုံးသီးလေးပေါ့နော်။တောက်လို့ကောင်းပြီ။ဒါတော့ဗနီရိုဘက်ကလူကြီးတွေပြောနေကြပါတော့အဲ့ဒီရဲ့ကိုစားထားတဲ့ဒွင်းအခွန်ထဲမှာရေထည့်ပြီးတောက်ပါဆိုရင်တိတ်ပြီးမပူဝမ်းမပူဆိုတော့အကြောင်းဗနီကအဲ့ထဲကိုထည့်ပြီးတောက်တာပေါ့နော်။ဗနီလေခွန်ထဲရေထည့်တောက်မယ်။မဟုတ်ရင်လေချောင်းတွေပါနာရောနော်အဲ့ထဲထည့်တောက်လိုက်ကိုပဲစိတ်ခံရတော့လာမသိအဲ့လိုမျိုးတောက်လိုက်မှပဲလေချောင်းတွေပါမနာဘူးလို့ခံစားရပါတော့။ဒီဘူဖေးကဒီ9လပိုင်းတရက်နေ့ဆိုရင်တော့ပြီးပေါ့နော်။ဒီဘူဖေးကာလာရောရှေ့ဧပြီ24ရက်နေ့ပြီးတော့ဒီမေလတရက်နေ့ထိနောက်ဆုံးပေါ့နော်။ဟုတ်ပြီအဲ့ဆိုရင်ဒီဗနီရဲ့ vlog လေးအဆုံးထိကြည့်ကြတဲ့ကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ် vlog တွေနဲ့ထပ်လာဖို့ရှိရပေါ့နော်အားလုံးပဲစောင့်မျှော်ကြည့်ရှုကြပါအားလုံးပဲထပ်တာပါနော်။